ဒီနေ့ strawberry သဘောကျတဲ့စာကြောင်းလေးတစ်ကြောင်းမျှဝေပေးချင်ပါတယ် You don't need a purple plan you just need a first step ဆိုတဲ့စာသားလေးပဲဖြစ်ပါတယ်အဲ့ဒီစာသားလေးကတော့လို့တကယ်ပြန်မယ်ဆိုလို့ရှိရင်တော့ပြီးပြည့်စုံတဲ့အစီအစဉ်တစ်ခုထက်စတင်လာတဲ့ခြေလှမ်းတစ်လှမ်းကပို့ပြီးတော့အရေးကြီးတယ်လို့အဓိပ္ပာယ်သက်ရောက်ပါတယ် strawberry တော့မမေ့ထားတဲ့အရာပြည့်စုံတဲ့အောင်မြင်မှုတစ်ခုဆိုတာတင်းငယ်တဲ့ခြေလှမ်းနိုင်ရစရဲဆိုတာကို strawberry တို့အမြဲတမ်းသတိရနေရမယ်ပေါ့နော်ဒီနေ့တော့ strawberry ဝင်မြရဲ့စကားစုလေးကိုနားထောင်ပြီးတော့အကုန်လုံး motivation ရသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာတခုခုလုပ်ဖို့စဉ်းစားနေရင်လည်းမလုပ်ဖြစ်သေးဘူးဆိုလို့ရှိရင်တော့အကောင့်တွေပေါ်ပြီးတော့စလုပ်လိုက်ပါလို့ strawberry ကပြောချင်ပါတယ်ခုလို့အချိန်ပေးပြီးနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကောင်းသောညပါအိမ်မလာမကြပါစေရှင်